င်ကအားလုံးအတွက်မူကြိုးရှောက်လွာပြီးတနေရာမပြည့်ရင်စိတ်ပေမန်းနိုင်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ပါတယ်။ဒါပေမဲ့အသင်ကရှောက်လွာကိုဆက်ထားရင်တနေရာတစ်မှာပေါ်လာတာနဲ့တနေရာရနိုင်သေးတယ်ဆိုတာကိုသိထားပါတယ်။ကလေးကရှောက်လွာမှာပြောထားတဲ့မူကြိုးကြောင်းတိုင်းရဲ့စောင့်နေတဲ့စရင်းမှာဆက်ရှိနေပါမယ်။စောင့်နေတဲ့စရင်းတွေကိုတစ်နှစ်လုံးဖွင့်ထားပါတယ်။ကျောင်းစာတစ်နဲ့စာပြီးရင်တောင်မှနေရာတွေပေါ်လာတာနဲ့မိသားစုတွေကိုအီးမေးလ်နဲ့လက်လံပေးပါမယ်။တနေရာပေါ်လာရင်ဘယ်လိုလက်ခံရမယ်ဒါမှမဟုတ်ဘယ်လိုညင်းရမယ်ဆိုတဲ့ညွှန်ကြားချက်တွေပါတဲ့အီးမေးလ်ရပါမယ်။လက်ခံသည့်ဖြစ်စေညင်းပယ်သည့်ဖြစ်စေဆောက်လွှာမှာအစင်းမြင့်မြင့်ပေးပြီးရွေးထားတဲ့မူကြိုကျောင်းတွေအတွက်စောင့်နေတဲ့စရင်းမှာသင်ရှိပါအောင်မယ်။သင်ကိုမြ мян ဆန်းဆန်းဆက်သွယ်နိုင်ဖို့အတွက်ရှောက်လွှာတင်ဖို့ဝင်တဲ့နေရာမှာတင်းရဲ့လက်စီဆက်သွယ်ရမယ့်အချက်လက်တွေပေးထားပါ။ဆောက်လာတွင်ပြီးနောက် pfa.multco.us ကိုဝင်ပြီးရှောက်လွှာအချင်းတွေကိုအချိန်မရွေးစစ်ဆေးနိုင်တယ်ဆိုတာအမှတ်ရပါ။အချက်လက်တွေကိုအချိန်နဲ့တပြေးညီပြထားပါတယ်။ကန့်လန့်ချက်တွေကိုချက်ချင်းမရနိုင်ရင်တောင်တင်ဒီနှစ်အတွက်ရဖို့အခွင့်အရေးရှိပါသေးတယ်။ဒီအထောက်ထားတွေ free school ရှောက်လွှာကိုစတင်ထားပြီးတခြားမူကြိုကျောင်းတွေရဖို့လေ့လာနိုင်ပါတယ်။ Headstone နဲ့ free school တို့ကိုတခြားအခမဲ့မူကြိုကျောင်းတွေကြောင်းကျွန်တော်တို့ရဲ့ website မှာပို့လေ့လာနိုင်ပါတယ်။ရှောက်လွှာတင်ပြီးပို့လေ့လာဖို့ဒါမှမဟုတ်ရှောက်လွှာတင်ဖို့အကူအညီယူဖို့အတွက် pfa.multco.us မှာဝင်ရောက်ကြည့်ရှုပါရှောက်လွှာအချောင်းမေးစရာရှိရင် pfa.support@multco.us ကိုဆက်သွယ်ပါဒါမှမဟုတ်933 988 9818ကိုဖုန်းဆက်ပါ